လူတွေရဲ့တေးတန်းစီရင်ချင်းကိုခံခဲ့ရတဲ့တနာစရာစင်မာလေးကဘာပေါ်မှာကျွန်တော်တို့လူသားတွေကိုမကောင်းမှုဒုစရိုက်တွေမလုပ်ဖို့နိုင်ငံတိုင်းမှာတရားဥပဒေတွေကိုတင်းတင်းကြပ်ကြပ်ထုတ်ထားပါတယ်တရားဥပဒေအရကြီးမားတဲ့အပြစ်ဒဏ်တွေလုံးဝတေးတန်းတွေထိတောင်စီရင်ကြပါတယ်တေးတန်းစီရင်တာတွေတင်မိတ်ချတာတွေကိုကျွန်တော်တို့လူသားတွေအပေါ်ပဲလုပ်တာဆိုပေမဲ့တရိတ်ဆန်တွေပေါ်ကတော့အဲ့လိုပြစ်ဒဏ်ပေးရတော့မရှိဘူးဒါပေမဲ့မယ်ရီဆိုတဲ့ဒီစင်မာလေးတကောင်ကတော့အပြစ်ရှိလို့ဆိုပြီးလူသားတွေလိုကြိုးပေးကွက်မြတ်တာတော့ခံခဲ့ရတယ်စင်မာလေးမယ်ရီကတန်ချိန်9တန်4ချိန်ရှိတဲ့အာရှမျိုးစိတ်စင်မာကြီးတကောင်လည်းဖြစ်ပါတယ်သူကစက်ကပ်အဖွဲ့တစ်ခုမှာပေါဝင်ဖြောပြနေပြီးအရာအလုံးကအဆင်ပြေနေခဲ့ပါတယ်ဒါတွေအကုန်လုံးက1916ခုနှစ်စက်တင်ဘာလ12ရက်နေ့မတိုင်မီထိပဲကောင်းခဲ့ပြီး12ရက်နေ့မှာတော့စင်မာလေးမယ်ရီကလူတအုပ်ကိုရဲဆက်ဆက်နင်းတက်လိုက်ပါတယ်ဒါကြောင့်ပဲအမေရိကန်ပြည်အောင်စုတက်ဆက်ပြည်နယ်အီရှင်မြို့လူအများရှိမောက်မှာပဲကျိုးသက်ချကွက်မြတ်တာကိုခံခဲ့ရပါတယ်ဒါဆိုဘာကြောင့်ဒီစင်မာလေးကလူတစ်ယောက်ကိုတက်လိုက်ရတာလဲ1916ခုနှစ်စက်တင်ဘာလ12ရက်နေ့ကင်းစဘုတ်မြို့မှာစင်မာလေးမယ်ရီကိုထိန်းကျောင်းမှုအတွက်စက်ကပ်ဖွဲ့တစ်ခုက Water Edric ဆိုတဲ့လူကိုဆင်ထိန်ဖို့တောင်းဝန်ပေးလိုက်ပါတယ်ဒါပေမဲ့ Edric ကစင်နေနဲ့လှုပ်လှုပ်ဖူးတဲ့အတွေ့အကြုံလည်းမရှိသလိုစင်ရီအကြောင်းကိုလည်းသိပြီးတော့နားမလည်ပါဘူးစက်တင်ဘာလ12ရက်နေ့စက်ကပ်ပြနေတဲ့အချိန်မှာစင်ထိန်ကစင်မာလေးမယ်ရီရဲ့နားအနီးကိုချုံးနဲ့သွားထိုးလိုက်ပါတယ်အဲ့ဒီအချိန်မှာမမျှော်လင့်တာကဖြစ်လာပြီးမယ်ရီကဆက်ရိုင်းဝင်ကစင်ထိန်ကိုနှာပေါင်းနဲ့ဆွဲကင်ပလိုက်ပြီးတောင်းနဲ့ခေါင်းကိုနင်းပြီးတပ်ပလိုက်ပါတယ်ဒီမြင်ကွင်းကိုမြင်သွားတဲ့ပွဲကြီးပရိသတ်တွေကစင်မာလေးမယ်ရီကိုဒေါသတွေထွက်အပြစ်တွေတင်ခဲ့ပါတယ်စက်ကပ်အဖွဲ့ကလည်းမယ်ရီရဲ့အပြုအမူကိုအလွန်စိတ်ပြတ်သွားကြပါတယ်ပွဲကြီးရဲ့လူအများကလည်းစင်မာလေးမယ်ရီကိုကွက်မြတ်ဖို့တောင်းဆိုကြလို့စက်ကပ်အဖွဲ့ကလည်းလူအများရှိမှပဲကွက်မြတ်ဖို့သဘောတူလိုက်ရပါတယ်အနီးနားမှာရှိတဲ့မျိုးတွေကလည်းစင်မာလေးမယ်ရီပိုင်စက်ကပ်အဖွဲ့ကိုဝင်ရောက်ခွင့်ပိတ်ပင်မယ်လို့ချင်းချောက်လာတာကြောင့်ပဲစက်ကပ်ပိုင်ရှင်ကလည်းမယ်ရီကိုကွက်မြတ်ဖို့ဆုံးဖြတ်ခဲ့ရပါတယ်စင်မာလေးမယ်ရီကိုကွက်မြတ်တဲ့နေ့မှာလူပေါင်း2500ကျော်လာရောက်ကြည့်ရှုခဲ့ပါတယ်မယ်ရီကိုကရိန်းနဲ့ချိတ်ဆွဲပြီးပထမအကြိမ်ကျိုးပေးတဲ့အခါကျိုးပြက်ကြပြီးစင်မာလေးလည်းတင်ပစုံရိုးကျိုးသွားပါတယ်နောက်တစ်ချိန်ကျိုးပြန်ပေးပြီးကွက်မြတ်တဲ့အခါကျတော့စင်မာလေးမယ်ရီကဘလို့မှမတတ်နိုင်ပဲလူအများရှိမှပဲတည်ဆုံးခဲ့ရပါတယ်တကယ်တော့စင်မာလေးမယ်ရီကအလုံးလုံးနေချိန်မှာတစုံတစ်ယောက်ကြောင့်တရိတ်ဆန်သဘာဝဆက်ရဲဝင်ကမလုံးတင်တာကိုလုံးခင်းမိတာပါစင်မာလေးအပေါ်တည်တံပေးခဲ့တာကိုတရိတ်ဆန်ထိန်းသိမ်းဆောက်ရှောက်ရေးအဖွဲ့တွေကမမျှတဘူးလို့လည်းဆိုခဲ့ပါတယ်ဒီနေ့ထိမယ်ရီကိုအောက်မေ့တတိရတဲ့ပွဲတွေကိုလည်းလှုပ်လေရှိပြီးတော့စင်မာလေးမယ်ရီလိုတခြားလိမ့်ဆန်တွေမတရားမခံရရေးအတွက်ဥပဒေပြဋ္ဌာန်းဖို့လှုံ့ဆော်တာတွေလည်းသူတို့ကလုပ်နေသေးပါ